ဘကိုရဲ့အိမ်ချိန်မေချိန်တွေကဘယ်လိုပြောရမလဲဆိုရင်ကျွန်တော်တို့ဒီမှာရန်ကုန်ပြီးရင်သွာလာဖို့နဲ့ဇုံရတဲ့နေရာဘကိုဖြစ်နေတယ်ဥပမာကျွန်တော်တို့ရှိမယ်ဆိုရင်လဲကူတို့ရှိမယ်အင်းတကောတို့ရှိမယ်အဲ့ဒီဘက်ကိုကြော်လွန်ပြီးတော့မှော်ပြီးလို့ရှိမယ်ဗျာအဲ့ဘက်မှာကျတော့သူကဥယျာဉ်ချက်မီတွေများတယ်ဒါပေမဲ့မြို့အမြေအနေနဲ့စိုက်နေတတ်တယ်ဆိုရင်ဘကိုကဇုံဖြစ်နေတယ်ဖျားကြီးသွားဖျားကြီးပဲဖြစ်ဖြစ်ဥပမာဘောမဟာဘယ်လိုပြောမော်လမြိုင်သွားနေပြီးတော့သွားဒီဘက်ချမ်းကိုဖြတ်သွားတာမြန်လန်းသွားတာလည်းရှိတာပေါ့ဒီဘက်လန်းဖြတ်ပြီးတော့အခုမြန်လန်းနေလည်းပေါက်နေကြတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်ကဖြတ်သွားကြတာများတယ်ဇုံနေရာဖြစ်နေတယ်အဲ့တော့တကယ်လို့မှမြောက်ပြီးသွားမယ်ဆိုလဲဒီဘက်ကပဲကျွန်တော်တို့နီးကြတာများတယ်ဘကူကဇုံနေရာဖြစ်တဲ့အတွက်ဖွံ့ဖြိုးတိုးတက်မှုပါရှိလာနိုင်တယ်နောက်ပြီးတော့ကျွန်တော်တို့ဒီဘကူမျိုးအနေနဲ့ဖွံ့ဖြိုးတိုးတက်မှုတို့နောက်တော့လေမင်းကိစ္စတွေပါတွေပေါ့ဒါတွေပါထပ်ပြီးတော့ဖြစ်လာခဲ့မယ်ဆိုရင်ဘကူမျိုးကတကယ်ကိုမဟုတ်လာမယ့်နေရာတစ်ခုဖြစ်လာမှာခင်ဗျဟိုအရင်တုန်းကလည်းအဲ့လိုကိစ္စတွေဖြစ်ကြတော့ဆိုရင်အယောင်းဝယ်တွေအရန်ဖြစ်ကြတယ်အခုနေနဲ့လည်းရန်ကုန်ကလာဝဲတဲ့မိတ်ဆွေတွေလည်းရှိတယ်တခါတလေကျွန်တော်တို့ပြည်ဦးလွင်ကိုတခါကြီးကျရင်ဟိုတခြားဟိုအဝေးတွေကပေါ့လှမ်းဝဲတဲ့လူတွေတော်တော်များရှိတယ်ခင်ဗျဟုတ်ဈေးညကြတော့ဘယ်လိုလဲရှိလဲဘိုးကြဘကိုးအနေနဲ့ဆိုရင်ဈေးတင်တဲ့နေရာမှာပါတယ်တန်မိုးတင်နေမှာပါတာပေါ့နော်ဟိုရန်ကုန်နဲ့ဆိုင်တော့တန်မိုးအများကြီးတင်တာပေါ့ရန်ကုန်မှာဆိုရင်နေရာတစ်ခုကိုကျွန်တော်တို့ဝယ်တဲ့ဥမာပေါ့နှစ်ထိုင်ရင်တစ်လုံးကို1000ခွဲလောက်ပေးဝယ်နေတဲ့အချိန်မှာကျွန်တော်တို့ဘကိုးမှာဆိုရင်2000 3000လောက်နဲ့အဆင်ပြေတယ်တကယ်အခုကာလဈေးနဲ့ဆိုရင်တော့3000နဲ့4000ကြားမှာဆိုရင်တော့တော်တော်အဆင်ပြေတဲ့အိမ်မျိုးရတယ်အိမ်လေးလည်းကောင်းမယ်ခြံလေးလည်းတာမယ်ရက်ွက်လည်းတတ်မယ်ဒီလိုလေးတွေရရတယ်ခင်ဗျပြောမယ်ဆိုလမ်းမနဲ့အနီးလူကင်းချင်းကောင်းတဲ့နေရာတော့ဥမာ3000နဲ့4000ကြားမှာခြံတီးတတ်နေရှိတယ်တချို့ကျတော့လည်း2000လောက်ပဲနိုင်တယ်ဒီနဲ့တင့်တော်ပြီးတော့သူသုံးတဲ့ဈေးနှုန်းနဲ့အဆင်ပြေတဲ့နေရာလေးကျွန်တော်တို့လိုက်ပြရတာရှိတယ်ခင်ဗျဟုတ်ကျွန်တော်ဒါစီဝိုင်းဘက်ကိုပဲဟိုကစိတ်ကရောက်သွားတယ်ဟုတ်ကဲ့အဓိကရက်တီမှုအနေနဲ့တော့ကျွန်တော်တို့ဒါစီးပွားရေးမှာ businessman တယောက်အနေနဲ့စီးပွားရေးမှာရက်တီနေတာပေါ့တကယ်လို့အခါခွင့်အင်းလို့ကိုကအမှုပညာလုံးနဲ့ကမ်းလှမ်းနိုင်မှုတွေရှိခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ဘက်ကတော့အမြဲတမ်း ready ဖြစ်နေပါတယ်ဟုတ်ကိုလည်းဝါသနာပါတဲ့အရာတစ်ခုဖြစ်နေတော့လေဟုတ်အဲ့လိုကြရင်တော့လုပ်ဖြစ်မှာပါပြောမယ်ဆိုရင်အမှုပညာဘိုးကတော့မတည်သေးဘူးအမှုပညာဘိုးကတော့မတည်သေးဘူးပြောမယ်ဆိုရင်ဒါအချိန်ကာရလို့ခွင့်ရေးရလာတဲ့ခါကျရင်တော့ဒါမိမိရစောက်ကင်ပြီးလုပ်ဖြစ်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်ဒါဟိုကဒါယောဂပြီးလို့ဒီဟိုကြောင်မလားမလုပ်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ပုံမှန်ဟိုဆိုတော့လုပ်ဖြစ်နေမယ်ကျွန်တော်တို့ဒါဒေတာမရှိခဲ့ဘူးဆိုတော့လုပ်ဖြစ်မှာပေါ့လေမိုးပြိုတော့လည်းအများပေါ့ဖြစ်တဲ့အချိန်မှာကျွန်တော်နဲ့တီးတယ်ကျွန်တော်မိတ်ဆွေတွေပြန်ကြည့်တဲ့ခါမှာသူတို့တွေကြတော့လဲခုချိန်မှာရက်တီပြီးတော့အဆင်ပြေနေတဲ့လူတွေရှိတယ်ချို့ကြတော့လဲအဆင်မပြေဘဲနဲ့ဘယ်ကိုရက်တီရမှမသိတဲ့လူလည်းရှိတယ်အော်သူတို့တဲ့ဆိုင်ငါတော်ပါသေးလားပေါ့နော်အဲ့လိုလေးလည်းကျွန်တော်တို့ကတွေးမိတယ်တကယ်ခုလိုပေါ့အခွင့်အလမ်းရှိလို့အခုကျွန်တော်တို့နေတာဘကိုးဖြစ်နေတဲ့ခါကျတော့နေလဲဖြစ်နေတယ်အခုနဲ့ပေါ့ရန်ကုန်လိုနေရာမျိုးဆိုရင်အလောက်ကန်လဲပေါ်တယ်အခွင့်အလမ်းလဲပေါ်တယ်အဲ့လိုနေရာမျိုးဆိုရင်ကျွန်တော်တို့အတွက်အများကြီးအခွင့်အလမ်းကရှိမယ်ဆိုတာကျွန်တော်တို့ယုံကြည်တယ်ခင်ဗျ